Okay video စီပါဆိုဒါဒုတိယပိုင်းပေါ့နော်ခဏက CPU C 410ကနေပြီC 403ကနေပြီးတော့မှ CPU ထဲကို G55 ကနေပြီးတော့ CPU ထဲကိုတမဆက်ရှိတဲ့ဝင်သွားပြီနော်လမ်းကြောင်းအရင်တိုင်းရနော်ပြီးမှဘိုးတဲ့တိုင်းမှာနောက်လမ်းကြောင်းတစ်ခု GB49 ကနေတစ်ခုထပ်ခွဲသွားတယ်နော် GB49မိကြကလည်းသူမနိုင်တာကြတော့ပိုက်သွားရတိုင်းရတဲ့မီစကေးမှာထားမယ်နော် GB49 49ပဲနားမှာ5051 GB48 49ပမာလဲကွာအောက်ကမီထွန်းတာတိတ်မမြင်ရအောင်ဗျာ GB 49ဒီမှာလမ်းကြောင်းလိုက်ရမြင်ပါတယ်ဒီမှာ GB 50ခွန်ဟုတ်ပါ GB 55မနော် GB 55ဒီလမ်းကြောင်းလေးသွား403တစ်ခုဝင်ပါပြီ410ကိုကျွန်တော်မလိုက်ရသေးဘူးเนาะဒါကက်ဒရန်ကနေပြီးတော့သွားပြီเนาะခဏပြရတယ်403ကနေ speed တစ်ခုဝင် GB 55နေတစ်ခုသွားပါပြီဟို GB 49ခွန် GB 49ကနေပြီးတော့မှဟုတ်ပြီ GB 55 49ကနေဟုတ်ပြီ49เนาะ49ကနေ C လေးရလေး ground ချပြီးတော့ CB 32တော့မှာเนาะ C 404ဒီမှာ C 404တဲ့ဟိုဒီမှာဒီဘက် ground မထိရအောင်เนาะ ground ပြီးတော့ CPU ရဲ့ပင်နံပါတ်32ထဲဝင်ပါပြီเนาะတစ်ခုသွားပြီ103ကတစ်ခုသွားပြီ C 410ကကြီးက drain ကုန်းကနေပြီးတော့မှ drain ကုန်းထွက်လာတဲ့အကောင်က204ဒီမှာ204တဲ့ round ချပြီးတော့မှတန်းပြီးတော့ C 410တဲ့လာတယ်เนาะပေါ်နဲ့ပတ်လာ CPU เนาะ C40 CPU ရဲ့ပင်နံပါတ်73ထဲဝင်ပါเนาะဒီမှာ73ထဲဝင်ပါပြီဒါလမ်းကြောင်းရပြီးတော့ CPU ထဲဝင်တဲ့လမ်းကြောင်းရเนาะနောက်တစ်ခုက CPU လေးရ32ထဲဝင်တယ်ပြီးတော့ဒီမှာဒီလမ်းကြောင်းကနေဒီကောင်လေးရတယ်เนาะ GB 49ကနေပြီးတော့49ကနေပြီးတော့ဒီကC 404ထဲဝင်မယ် C 404ရဲ့အထွက်ကိုမှသူကခွာရယ်เนาะ404ရဲ့415ထဲတူမယ်ဒီမှာ415ဝင်တော့ EPR1 ရဲ့နံပါတ်ပင်1เนาะသူရဲ့အပေါင်းထဲဝင်မယ်เนาะဝင်ပေါင်းပင်3ထဲဝင်ပါတယ် EPR1 ထဲဝင်ပါတယ်เนาะ5ဘုတ်ပြီးမှဒီ Facebook ကအထွက်ပြန်လောက်ပြီးတော့မှဒီမှာdata တို့ cloud တို့เนาะ data တို့ cloud လမ်းကြောင်းနဲ့ CP ထဲတာတစ်ခါပို့ပြန်ပို့မှာကောင်းပြန်ထွက်မထွက်ကိုဒါပို့တိုင်းတော့ထွက်တယ်เนาะ okay ဒီပိုင်းထိပြီးသွားပြီအခုက IC ရဲ့ reset pin ကနေပြီးတော့ဒီမှာ pin number 5 reset ထွက်တဲ့ pin เนาะအဲကနေပြီးတော့မှပဲဦးလဲ114တဲ့ဝင်တယ်14ကနေ GB 39 GB 4နဲ့ဒီနေ့ဒီမှာ C လုံးတော့ short ရောက်ကျွန်တော်ဖြုတ်လိုက်ပြီနော် C 430ဆိုတော့ R 430လည်းရသူမထွက်တော့ဘူးနော်ဒါ resistor ဆိုတော့ခန်းလိုက် resistor အထွက်ကနေ C 426 ground ချတာနော် C 426 C ရလေးပေါ့426အဲ့ဒါပါ C 426တဲ့ဝင်မယ်ဘက် ground ချရတယ် R 420တဲ့ဝင်တယ် R 420ရဲ့အထွက်ကနေ R ဆိုတော့တိုင်းမရအောင်နော်အတမီစကေးနဲ့ R 420ရဲ့အထွက်ကနေ CPU ရဲ့ပင်နံပါတ်22ကိုဝင်မယ်နော်20ဝင်ဒီလမ်းကြောင်းကုန်ပြီးပါတယ်ဒါ GCP ကိုနှိုးဖို့က
capacitor လေးတွေနော်ဘိုးရတယ်5ဘိုးရမှာကောင်အဲ့ဒီမှာ1 2 3 4 5 6လောက်ရှိရနော် C 430 4ရ3 4 1 5 4ရ4 4 2 6 C 4ရ6ဒီပတ်လေဒီ4ရ6တယ်ဟုတ်တယ်5ဘိုးကဒီကနေဘိုးကရောက်ရမှာနော်ကောင်ထဲကို5ဘိုးထားပြီးတော့ light တိုင်းလို့ရနော်ဒါအသမီစီးကေးတွေမှာဒီ light တိုင်းပါနော်ရားထဲမှာ resistor မခံတော့သူကောင်អော်ပါမယ်နော် resistor ခံကောင်မអော်ဘူးနော်ဒါ reset ဒီဘက်ပြင်ရကောင်အဲ့ဒါပြင်ရကောင်ဒီမှာ resistor ခံရတယ်ကုန်ရောက်တယ်နော်ဒီမှာလည်းရောက်နော်5 volt GB ကနေပြီးတော့ဒီ resistor လေးတွေရောက်ရမှာနော်အကုန်လုံးရောက်ပြီဆိုရင်အဲ့ဒါမှာ CPU နိုးပြီးတော့ဘိုးထောက်ပြီးတော့မှအကုန်လုံးမြင်ရမှာနော်ဒါ okay ဒီဒုတိယပိုင်းတော်လေးလက်ကျသွားပြီ